ချိန်ခါမှာဖယားဟောအစုမလိုက်နာကုန်ကြပါတန်တရားလွရလဲဟုပြမြတ်ဖယားဟောခဲ့တရားဒေသနာကျမ်းနာသူတိုင်းလေးနိဗ္ဗာန်ရောက်ဖို့တကယ်တော့မလွယ်ဘူးပါဒါနပါရမီရင်ဖြစ်လို့ကြည်နူးမှုရည်သူနိဗ္ဗာန်ရောက်ကောင်းမြတ်တဲ့သီလစောင့်တည်ပါဖယားဟောခဲ့တရားဒေသနာကျမ်းနာသူတိုင်းလေးနိဗ္ဗာန်ရောက်ဖို့တကယ်တော့မလွယ်ဘူးပါဒါနပါရမီရင်ဖြစ်လို့ကြည်နူးမှုရည်သူနိဗ္ဗာန်ရောက်ကောင်းမြတ်တဲ့သီလစောင့်တည်ပါဖယားဟော